မင်္ဂလာပါဒေါက်တာရဲပါဒီနေ့မှာတော့ကျွန်တော်က skin care program အတွက်မိခွန်းလေးတွေဖြည့်ဖို့ပြန်ရောက်လာပါပြီဆိုတော့ဒီနေ့ရဲ့ပထမမိခွန်းလေးကိုကြည့်လိုက်အောင်နော်သူကမေးထားတာကတင်းတိတ်ထွက်ချင်သလိုလေလောင်ကွက်လေးတွေဆိုဘာတော့ရမလဲ sunscreen တွေရတဲ့သူမေးထားတဲ့မိခွန်းလေးကကောင်းပါတယ်ကျွန်တော်ဒီတင်းတိတ်တို့လေလောင်ကွက်ဆိုရင်တော့ကျွန်တော်ဒီ sunscreen ကမှဖြစ်မနေသုံးသင့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီညွှန်ပြရမယ်ဆိုရင်ကျွန်တော်ဒီ Bioderma တွေက Sport A sunscreen လေးသုံးလို့ရတယ်ဒါမှမဟုတ်ပေါ့နော်ကျွန်တော်ဒီအသစ်ထုတ်ထားတဲ့ကျွန်တော်ဒီ Photodan Ace Defense Sunscreen လေးဆိုရင်လည်းပို့ပြီးတော့အဆင်ပြေရပါတော့။ဘာဖြစ်လဲဆိုတော့အဓိကသူ့မှာကျွန်တော်ဒီ Environmental Active Defense ပါဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီ UVA UVB တွေမကဘူးကျွန်တော်ဒီ Visible Light ကိုပါသူကကာကွယ်ပေးနိုင်တဲ့တတ်ပါတယ်။နောက်ကကျတော့ long lasting ဖြစ်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီနေရောင်တန်ကိုသေချာအလုံးလောက်ကာကွယ်ပေးနိုင်တယ်ပေါ့နော်။နောက်သူ့မှာထူးခြားတဲ့ချက်ကကျွန်တော်ဒီ detox ပေါ့နော် detox ပါဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီမျက်နှာသားရည်ကိုသူကလန်းဆန်းစေတယ်တန့်စင်စေတယ်ပေါ့နော်။အဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီတင်းတိတ်တို့နေလောင်ကွက်တို့သုံးမယ်ဆိုရင်ဒီ Photodan Ace Defense Sunscreen တွေသုံးဖို့အကြံပေးချင်ပါတယ်။ဒီတင်းတိတ်တော့ဆိုရင်တော့ Sunscreen တစ်ခုတည်းနဲ့ကကျတော့သူကအဓိကပုံမဆိုးအောင်ထပ်မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ပေါ့နော်။ဒါပေမဲ့အဓိကတက်တာရောပေါ့အတွက်ဆိုရင် Sunscreen တစ်ခုတည်းနဲ့မလုံလောက်ဘူးပေါ့နော်။အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ topical လိမ့်ဆေးလေးတွေတွဲသုံးတာမျိုးရှိမယ်။နောက်ကကျတော့ oral တောက်ဆေးလေးတွေတွဲတောက်တာမျိုးရှိမယ်။ဒါမှမဟုတ်ကျွန်တော်ဒီ treatment တွေနဲ့တွဲယူတာမျိုးရှိမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီတင်းတိတ်ကိုပို့ပြီးတော့အခုတက်ပို့ပြီးတက်တာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါသက်ဆိုင်ရာဆေးကန်းတွေမှာသွားပြီးတော့ဆွေးနွေးမယ်တိုင်ပင်မယ်ကုသမှုတွေရယူဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ Okay နောက်မိတ်ကလေးတစ်ခုတွားရအောင်နော်โอเคဆိုတော့ဒီ trust ဆိုရင်တော့ကျွန်တော်မဖြစ်မနေသုံးစီတာတခုရှိရပါတော့ဒီအစီအပြန်အမဲဆက်သမားအတွက် skin care အတွက်ပြရမယ်ဆိုရင်ကျွန်တော်ဒီ cleansing ဘိုင်းကနေစတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ cleanser မှာညှိရမယ်ဆိုရင်ကျွန်တော်ဒီအစီအပြန်နာတက်တာစီကိုအတွက်ဆိုရင်ကျွန်တော်ဒီ CBN ဂျယ်မူးဆန်တွေကိုညွှန်းကျင်တယ်ပေါ့နော်ဘာလို့ဆိုတော့အဓိကသူ့မှာဒီအရေးပြားကိုတန့်စင်ပေးနိုင်တဲ့ကျွန်တော်ဒီ copper sulfate ပါမယ်နောက်ကကျတော့အစီကိုထိန်းပေးနိုင်တဲ့ zinc sulfate ပါဖြစ်တဲ့ကြောင့်မို့ဒီအစီပြန်နာကိုသူကတက်တာစီတယ်ပေါ့နော်အမေသက်မိထားတာဖြစ်တဲ့တရားမို့ကျွန်တော်ကပေါ့နော်CBN serum လေးကိုထည့်သုံးလို့ကျင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ CBN serum လေးမှာဆိုရင်ကျွန်တော်ဒီ salicylic acid ပါတာဖြစ်တဲ့ကြောင့်မို့သူကအမေသက်ကိုတက်တာရောပါစေတယ်နောက်ကကျတော့ hyaluronic acid ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီရေဓာတ်ကိုသူက8နိုင်ကြာထိန်းထားပေးနိုင်တယ်နော်serum လေးပြီးတော့ရင်တော့ကျွန်တော်ဒီ moisturizer မဖြစ်မနေသုံးရမှာဆိုတော့လေကျွန်တော်ဒီသူ့ရဲ့အသားတွေကစီကန်နဲ့ဝက်ချန်လေးမထွက်ဘူးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ CBN sensitive moisturizer ဆိုရင်တော့သူကအတင်းအောင်ဆိုဖြစ်နေလို့ထင်ပါတယ်ကျွန်တော်ဒီအရေးဆုံးဆင်လေးလာပြီပေါ့နော်ကျွန်တော်ဒီအမဲဆက်အတွက်ဆိုရင်မရှိမဖြစ်လို့အပ်တာကျွန်တော် sunscreen လေနော်ဒီ Bioderma ဆိုရင်ကျွန်တော်ဒီအသစ်ထုတ်ထားတဲ့Photodan Ace Defense ဆိုတဲ့ sunscreen လေးဆိုရင်ကျွန်တော်တို့ဒီအရင်ထွက်ထားတဲ့ sunscreen တွေမတူတာကကျွန်တော်ဒီ environmental active defense ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီ UVA UVB တွေမကဘူးကျွန်တော်ဒီ visible light ကိုပါသူကကာကွယ်ပေးနိုင်တယ်ဆိုတော့တက်တိရှိတယ်နောက်တစ်ချက်ကကျတော့သူက long lasting ပေါ့နော် long lasting ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီနေရောင်ခြည်ကိုသူကကြာရှည်စွာခံနိုင်ရရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ကျွန်တော်ဒီ detox effect ပေါ့နော် detox effect ပါလာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမျက်နှာသားရည်ကိုသူကတန့်စင်စေပြီးတော့အမဲဆက်တွေကိုကျွန်တော်ဒီမျက်နှာသားရည်ညစ်တာကိုသူကတက်တာစေရပေါ့နော်အခုကျွန်တော်ပြောထားတဲ့ဒီ skin care set လေးဆိုရင်ကျွန်တော်ဒီအခုမေးထားတဲ့အစီအပြန်ပြီးတော့အမဲဆက်ရှိတဲ့သူတွေအသင့်တော်ဆုံး skin care set လေးဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ် okay ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တို့ဒီကုန်းလေးပြန်ဖြည့်နေပြန်လဲဆုံးပြလိုက်မယ်နော်